စစ်ပွဲတွေကြောင့်လေဓမားတွေကလေမလို့ရှင်တော့ဘူးလေဓမားတွေသုံးဆွဲတဲ့ပစ္စည်းတွေဈေးတက်နေအခါမသိရင်တော့ဒီစစ်ပွဲတွေကြားထဲမှာလည်းညှပ်မိသွားနိုင်တယ်ဒါတွေ့တဲ့နေရာတွေ့ရင်ဆွဲတဲ့ခါကျတော့လေလုတ်ဥယျာရော့ပါလာတဲ့ခါကျတော့လေလုတ်ဖို့အချိန်ကြီးမဖြစ်လာတော့ဘူးလေဓမားတွေကလေမလို့ရှင်တော့ဘူးလေမလို့ရှင်ရခြင်းအကြောင်းရင်း၄ချက်ကလေးကိုကျွန်တော်အနေနဲ့ပြောချင်တာပါဒါနံပါတ်1ချက်အနေနဲ့လေဓမားတွေလေမလို့ရှင်အကြောင်းရင်းကစစ်ပွဲတွေကြောင့်မို့ပါစစ်ပွဲတွေဖြစ်နေတဲ့ခါကျတော့သူတို့လေတွေကိုတွားလို့ဖို့ကိစ္စတွေကိုဒါတက်ဆိုင်ရာလက်နက်ကင်အဖွဲ့အစည်းတွေကိုသူတို့ပေးပြီးကားပြီးမှတွားကြရတယ်အကြောင်းကြားပြီးမှတွားကြရတယ်ပေါ့နော်တွားကြရတဲ့ခါကျတော့အခက်မသိရင်တော့ဒီစစ်ပွဲတွေကြားထဲမှာလည်းညှပ်မိသွားနိုင်တယ်သူတို့လေဓမားတွေဘဝရဲ့အရှင်တွေပေါ့ဒါနံပါတ်1အချက်ပေါ့နော်နောက်ပြီးတော့ဒီစစ်တာရဲ့နောက်ဆက်တွဲကိစ္စတွေမှာလုတ်တာရှားပါမှုတွေကဖြစ်လာတယ်နံပါတ်2အချက်မှာလုတ်တာရှားပါမှုဘယ်လိုဖြစ်လာလဲဆိုတော့ဒီလေဓမားတွေရဲ့လုတ်ဓမားတွေတုံးရပါတယ်လုတ်ဓမားတုံးရတဲ့ခါကျတော့လေကောက်ဆိုင်တာဖြစ်ပြုံးလုတ်တာဖြစ်ဒါလေဓမားတွေကဒီအလုပ်သမားတွေတုံးရတယ်အလုပ်သမားတွေကိုရဲဘော်စုဆောင်းတာလို့ဒါဒီဘက်ကဆိုစစ်မှုထမ်းဥပဒေနဲ့စုဆောင်းတယ်တစ်ဖက်ကဆိုလည်းပြည်သူစစ်တွေကလည်းမှခေါ်တယ်တစ်ဖက်က KIA တို့ကလည်းအတင်းကျဆွဲကြတာပေါ့နော်ဒါတွေ့တဲ့နေရာတွေ့ရင်ဆွဲတဲ့ခါကျတော့လေလုတ်တူဥယျာရော့ပါလာတဲ့ခါကျတော့လေလုတ်ဖို့အခြေအနေတွေကမဖြစ်လာတော့ဘူးဟောဒါနံပါတ်2အချက်ပေါ့နော်နောက်နံပါတ်3အချက်ကတော့ကျွန်တော်လေဓမားတွေတုံးဆွဲတဲ့ပစ္စည်းတွေဈေးတက်နေတယ်ဥပမာစက်မှုလေယာစနစ်ကိုပြောင်းလဲမယ်ဆိုပြီးမှရှေ့ရတွေလုတ်ခဲ့ကြတယ်လုတ်ခဲ့ကြတဲ့ခါကျတော့လေဓမားတွေရှေ့ကျွဲနွားတွေရောင်းလိုက်တယ်ကျွတ်လေဓမားတွေမှာကျွဲနွားတွေမရှိကြတော့ပါဘူးဆက်ကလေးပဲရှိကြတယ်ဆက်ကလည်းယနေ့အချိန်မှာစီစည်းတွေရမ်းတက်တဲ့ခါကျတော့ဒီဆက်တွေမောင်းမှုတက်ကအခက်အခဲတွေအများကြီးကြုံရတာပေါ့နော်လေဓမားတွေဘွားတော့လေထုံမယ်ဗာပြိုးနှုတ်မယ်ဆိုလုပ်ငန်းနှစ်တုန်းကဆိုရင်တော့အပူတော်မှာကျွဲနွားလည်းမရှိဆက်စီစည်းရတယ်အရန်တက်တဲ့ခါကျတော့လူနဲ့ဆွဲမှကိုယ်ဝန်စာလေးကိုခြာကြံရတဲ့အဆင့်ကိုရောက်သွားဒီနေ့ဆိုတော့တို့ကဒီလေတွေကိုကိုမူညင်မိုးကောင်းဒါကချင်ပြည်နယ်စပကြီးတွေပါအဲ့ဒီဒေတာတောင်တွေဓမားတွေကလေမလို့ရှင်တော်ဘူးဆိုပြီးမှဒါလေတွေကိုဒီတိုင်းပစ်ထားတာလေအများကြီးရှိတယ်ပေါ့နော်အဲ့ပစ်ထားတဲ့ခါကျတော့လေတစ်ဖက်မှာလေယာဥဒေရဒီလေယာနှစ်တာနေဖြစ်3တန်ပစ်ထားရင်နိုင်ငံတော်ကနေမှပြန်တိမ့်ပါဘူးလေဓမားတွေကလည်းရင်ဆိုင်နေရပြန်အောင်မယ်ဒါဒီနေ့ကစရင်မှလေယာလုတ်တဲ့ကိစ္စတော်တော်ရွတ်စိတ်ပြက်နေတယ်ပေါ့နော်နောက်ဒါနံပါတ်3ချက်မှာတော့ကျွန်တော်တို့လေယာ3ပစ္စည်းတွေဈေးတက်တဲ့ကိစ္စလေးတွေပေါ့နော်နောက်ပြီးတော့လေဓမားတွေမှာလည်းသူတို့ဒီစက်တုံးစီတွေဈေးတက်တဲ့အပြင်ကိုကျွန်တော်တို့ကုန်စည်နှုန်းကြီးမြင့်မှုတောင်ကိုလည်းခံနေရပါတယ်ဒီကုန်စည်နှုန်းကြီးမြင့်မှုတောင်ဘာကြောင့်ကုန်စည်နှုန်းကြီးသွားတာလဲဆိုတော့ကျွန်တော်တို့ရွှေဘုံမြစ်ကြီးနားကားလမ်းပေါ်မှာရှိတဲ့ဒါတမ်တော်ဂိတ် PDF ဂိတ်အားလုံးကိုကျွန်တော်တို့ဒီကုန်တယ်တွေကဖြတ်ကျော်ပြီးမှသူတို့ပေးပြီးကမ်းပြီးမှကျွန်တော်တို့ဒေတာကိုရောက်တာပါဥပမာအနေနဲ့ဒီတွားတိုက်ဆေးတဘူးလေးရင်ဒီမန္တလေးမှာ6000ရှိတဲ့တွားတိုက်ဆေးတဘူးကကျွန်တော်တို့မူညင်းမိုးကောင်းဘက်ကိုရောက်ခွင့်18000လောက်ပေးရပါတယ်ကုန်စည်နှုန်းက2ဆ3ဆကိုတက်သွားတာဖြစ်ပါတယ်အဲ့ဒီဓာတ်တွေကိုလည်းဒါလဲလို့ရှင်တဲ့လူတွေကဒါအစအစအရာကျွန်တော်တို့ခံရအောင်စားတုံးကုန်တွေကကုန်စည်တက်နေတဲ့ဓာတ်တွေပေါ့နော်နောက်တစ်ခုကနေရာထွက်ကုန်စိုက်ပျိုးပြီးမှထွက်လာကြတဲ့စပားတွေဟိုဒါရိတ်တင်းကြတော့မယ်ဆိုရင်လည်းဒီတက်ဆိုင်ရာလက်နက်ကင်ဖွဲ့စည်းလို့တပြောရတယ်တက်ဆိုင်ရာလို့ပြောတာတမ်တော်တစ်ခုလည်းမကဘူးတစ်ဖက်က KN ရှိတယ် PDF ဂိတ်ရှိတယ်တစ်ဖက်ကတမ်တော်ရှိတယ်အားလုံးကိုတပြောရတယ်ပြောပြီးမှပတ်စံပေးပြီးမှစပားတွေတက်ရိတ်တင်းရတာဖြစ်ပါတယ်သူ့အချိန်နဲ့သူရိတ်တင်းရတယ်ညအိမိုးရှုပ်တဲ့ဝင်တော့နေလို့မရဘူးစပားရိတ်တင်းပြီးမှကားတွေနဲ့တင်လာပြန်တော့လေသူတို့ရဲ့ဂိတ်မှာပတ်စံပေးရတယ်လေစပားတွေကကိုယ်စပားနဲ့ကိုယ်ဝယ်ရင်တောင်းမှဒီကုန်ကြမှုနဲ့ဒီစပားကိုဝယ်လိုက်ပြီဆိုရင်တော့မကောက်ရနိုင်ပါတယ်ဒါပေမဲ့ကိုယ်လေလေးလည်းမျိုးတို့လဲလောက်တာအရှုံးမဲ့ပေါ်နေကြတယ်လေသမားတွေရဲ့ဘဝအိစစ်ဘေးအာနယ်တွေကြားထဲမှာကျွန်တော်တို့ဖောင်စည်းရင်ငတ်တဲ့ဘဝကိုရောက်နေပါပြီလေသမားတွေလည်းမလုံနိုင်ဘူးဆိုရင်ဘာဖြစ်လာမလဲအငှဘေးတွေကြုံလာနိုင်တယ်ကချင်ပြည်နယ်စပကြီးလို့ပြောတဲ့မူညီမိုးကောင်းမှာလေမလုံတော့ဘူးဆိုရင်တော့ကချင်ပြည်နယ်ဟာဟိုရခင်တုန်းကပေးဦးမြောက်တူးစားတဲ့ဘဝမျိုးကိုပြန်လဲရောက်သွားမယ်ဆိုတဲ့အကြောင်းလေးကိုတော့ကျွန်တော်အနေနဲ့ဆွေးနွေးလိုတာပါကျေးဇူးတင်ပါတယ်